အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးပြီးတော့ဘာလို့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဘာလို့တည့်တဲ့အတိုင်းပဲ Ever Legend skin ရဲ့ free token password လေးရောက်ရှိလာပြီဆိုတော့ကျွန်တော်အနေနဲ့ diamond 1000ကျော်ထိဖိပြီးတော့သူပြည့်ရဲ့ test ကိုကျွန်တော်အကုန်လုပ်လိုက်တယ်ကျွန်တော်ကျန်တာဆိုလို့ကျွန်တော် diamond 3ဝယ်ကျွန်တော်ရဲ့ဗျ diamond မသုံးသေးပဲနဲ့ရတဲ့ token တွေကတော့ဆက်လိခဲ့ရတယ်နောက်ထပ် blue diamond 800ထိထပ်ပြီးတော့ပေးထားသေးရဲ့ဗျဘယ်လိုမြင်နိုင်မလဲကျွန်တော်စီမှာ blue diamond 800ရှိရဲ့နောက်ထပ်အဲ့ချင်းကွာလို့ရတာ900ကျော်ရှိရဲ့ဒါကတော့ရှေ့တွန်တိုင်းကျွန်တော်လှည့်ပြထားတာတော့ဗလားလို့ပဲအသိပေါ့နော်တိုကင်နေနဲ့ကတော့ခုနကပြောသလိုပဲဆက်လိခဲ့ထီရှိရဲ့အဲဆိုတော့ကျွန်တော်အနေနဲ့ပထမဆုံးတန်တော့လှည့်ကြည့်မယ်နော်သူပြောထားတော့ elite ထဲကောင်းတဲ့ skin နဲ့ special တော့ရနိုင်ပါရဲ့ဗျမတို့နေနေကတော့ဒါကိုလည်းစကြရပြောထားရဲ့ဗျ elite ထဲကောင်းတဲ့ skin တွေကိုပေးမယ်လို့ပြောထားပါတယ်နော်ကျွန်တော်စီမှာအဲ့ချင်းကွာ680ဆိုတော့ခုနကကျွန်တော်တန်တော့လှည့်ရကိုအဲ့ချင်းကွာ100ကျော်ရဲ့ရရပေါ့နော်ဟုတ်တယ်တန်တော့မှာတိုကင်4ခုနဲ့ diamond 600တော့မယ်ဗျအဲဆိုတော့ကျွန်တော်ရဲ့တန်တော့ကို diamond 600ထပ်ပြီးတော့ကိုခန်းပြီးတော့လှည့်လိုက်မယ်ဘာလို့မြင်တယ်ဗျာကျွန်တော်ညီကတော့ဘာမှမပေါ့ဘူးဒီဘန်တစ်ခုကောင်းတာ emote မရှိရဲ့ဗျာဒီနေ့ကတော့ဒီဘန် emote အများကြီးရနိုင်တဲ့ event ဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ emote တွေကျေပေါက်ပါတယ်ကဲရဆိုရင်ကျွန်တော်စီမှာတော့ diamond 826လုံးပဲရှိရောဒီမှာတန်တော့ diamond 1000ဆိုတော့ကျွန်တော် diamond ကတော့မလောက်တော့ဘူးအကြောင်းလို့ကျွန်တော်နည်းနည်း diamond ထပ်ပြီးတော့ဖိလိုက်မယ်ဗျာဒီမှာဆိုရင်ကျွန်တော်ရဲ့ diamond ထပ်ပြီးတော့ဖိလိုက်ပြီးကျွန်တော်ဒီမှာ diamond စုစုပေါင်း1180ရှိပေါ့နော် diamond 1180ရှိရဆိုတော့ကျွန်တော်ဒီမှာ1300ပဲနောက်ထပ်ကျွန်တော် promo diamond နဲ့ EP record ကိုသွားပြီးတော့ဘာလို့ဖောက်ပြမယ်နော်ကဲအဲ့ဆိုရင်ကျွန်တော်တို့နောက်ထပ် diamond 1000ပြီးတော့လဲလိုက်ကြရအောင်နေရုပ်ဘာတွေကျွန်တော်လဲမယ်ဆိုမှကျွန်တော်အနေနဲ့ဘာလို့ခုနက diamond 3တော့ကျွန်တော် token တွေမယူရသေးဘူးဗျာ diamond 3လို့ရမယ် token တွေမယူရသေးဘူးဗျာအဲကြောင့်ကျွန်တော်အရင်ဆုံး diamond 3လို့ရရဲ့ token တွေကိုယူလိုက်မယ်ဗျာအဲ့ဒါမှကျွန်တော်ညှက်ပြီးတော့ထည့်လိုက်မယ်နော်ကျွန်တော်ထပ်ပြီးတော့တိုကင်ရတော့၄ကရရဗျာရှေ့မှာ14ကရရဒီမှာ4ကရရဆိုတော့18ကရနဲ့ပုံတိုင်းမျိုးရှိရရပေါ့ဗျာမဆိုးဘူးတန်တော့တန်တယ်နော်ဗျာတို့ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ဂျားရညက်တယ်ကျွန်တော် diamond 600နဲ့ဆိုရင်ကျွန်တော်1000ထည့်ထားမလောက်တော့ဘူးဗျာအဲ့ဆိုကျွန်တော်အနေနဲ့ဒီတိုကင်လေးကိုကျွန်တော်တန်တော့ပဲအရင်ဆုံးထည့်လိုက်ပါမယ်နော်တော့ဝန်တော်လေးကတိတ်ပြီးတော့အဆင်ပြေမထင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ emoji ကြီးရွေးပေးနေလို့တော်တော်လေးကိုအဆင်ပြေပါဘူးเนาะ။တန်တော်လေးတွေထားမှာဘာလို့အတွက်ကံကောင်းရင်ကွာ200ကျော်300ထိရနိုင်ပါသေးရဲ့ဗျ။ဘိုးတို့အနေနဲ့က diamond တက်နိုင်လေတန်တော်လေးပါဗျာ။ဘာလို့က diamond တက်နိုင်ဘူးဆိုရင်လေ1တော့ဝေးလေပါဗျာ။အဲ့ဒါကတော့ဘာလို့ဘောမူဒီရเนาะဘာလို့ကဲအဲ့ဆိုရင်ကျွန်တော်ဒီမှာ diamond 1003ဝယ်ရှိရဗျာ။ကျွန်တော် program နဲ့မသုံးဘူးเนาะဘာလို့ကျွန်တော် diamond 1000ကိုတစ်ခါရဲသုံးလိုက်ပဲဗျာ။ဒီမှာဆိုရင်လည်းဘရိုးမိနိုင်မယ်ဥတဲ့စကင်ပါဗျာအီလိုက်လား special လားမသိဘူးဖြစ်နေတာတော့ normal ဖြစ်နိုင်ပါတယ်ဒါပေမဲ့လက်ရှိပြီးသားစကင်ပြရတဲ့မရှိရတဲ့စကင်အီလိုက်ဆို normal ဆိုပြီးရစပီပါတည်ရဗျာကျွန်တော်စီမှာဆိုရင် coin တက်ကတော့1000ကျော်ထိရှိနေပြီကျွန်တော်အနေနဲ့ဒီ password မှာလည်းကျွန်တော် Ever skin တော့မှန်းလို့မရသေးဘူးဗျာဘာဖြစ်လဲဆိုတော့ Ever skin 1600ကျွန်တော်ရှိရဒီမှာ1100ပေါ့ဗျာဒေါ်ရီတက်ကလည်း50ခွဲထိရောက်သွားပြီကျွန်တော်အနေနဲ့1100ရသေးရဲ့နောက်ထပ် pass 2မှာတော့ Ever skin ရနိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဗျာကဲအဲ့ဆိုရင်ကျွန်တော်စီမှာတော့ diamond ကတော့မလောက်တော့ဘူး promo diamond ရှိပေမဲ့ကျွန်တော်ဒီဘက်မှာ promo diamond မသုံးချင်ဘူးဗျာကျွန်တော်ကတော့သုံးချင်တဲ့ຢာတစ်ခုရှိရဲ့ဖင်းနည်းနည်းရလိုက်ပါဦးမယ် EP record အပြရှိပြီးသားကိုကျွန်တော်အနေနဲ့ဖန်ရ record ထပ်ပြီးလိုချင်တဲ့ဖင်ရမှုပေါ့ဗျာ record လဲတော့မယ်ဆိုတော့ကျွန်တော်အနေနဲ့ထပ်ပြီးတော့တစ်ခုစမ်းချင်တာရှိသေးရဲ့အဲ့ဒါပါလဲဆိုတော့ကျွန်တော် VPN ဗျာ VPN ခန်းပြီးတော့လက်ကြည့်မယ်နော် VPN အနေနဲ့ကလည်းကျွန်တော်ခံတဲ့ VPN ကတော့ Brazil VPN ပေါ့ဗျာ Brazil VPN အနေနဲ့ဘာလို့ကြိုက်တဲ့ Brazil VPN ခံတော့ရလားမရလားဆိုတော့ကျွန်တော်မပြောသေးဘူးကျွန်တော်လက်ကြည့်လိုက်အောင်ဗျာThe storms we chase are leading us ကဲဆိုရင်ဘာလို့မင်းနေရလဲဘကောကိုကျွန်တော်အနေနဲ့ဘူပြန်ခန်းပြီးတော့ပထမဆုံးကျွန်တော်6ခါလက်ကြည့်မယ်ဗျာ6ခါလက်ဆိုတာလဲ6832ဆိုရဲကျွန်တော်ပတန်နဲ့အရင်ဆုံးလှည့်ကြည့်မယ်နော်တက်တော့မှအဲ့ဒီပတန်ကပေါက်တယ်ဆိုလို့ကျွန်တော်ဘူပြန်ရောအဲ့ဒီပတန်ကိုခန်းလိုက်တာပေါက်လားမပေါက်လားဘာလို့တစ်ချက်လောက်ကြည့်ကြည့်အောင်ဗျာthrough the highways and on we'll go ဘယ်လိုမိနိုင်မယ်ကျွန်တော်နေရတော့ပတန်လည်းအသုံးမဝင်ဘူးဘူပြန်လည်းအသုံးမဝင်ဘူးအားဆိုတော့ကျွန်တော်နေပောက်ကပဲကိုနေချင်တယ်လို့နေပြီးတော့ဖောက်မယ်ဗျာ
ဘလောက်ပဲကျွန်တော်အနေနဲ့ပေါက်ကြီးရည်လေကျွန်တော်ကောမရသေးဘူးဗျာအားကြောင့်မလို့ကျွန်တော်အရှိတခါလေတနီးကျွန်တော်ဖုန်းပြောပြီးရောလှည့်လိုက်တယ်ဗျာဒီဖုန်းကပဲကံမကောင်းတာလားဆိုပြီးတော့ကျွန်တော်ဂိမ်းဆောင်းနေကြဖုန်းနဲ့ကောက်လိုက်ထားမှာပဲဘရိုမေးနိုင်မယ်ဒီမှာဆိုရင်ကျွန်တော်ဒီမီးတဲ့ဖူဘကောကိုကျွန်တော်ပိုင်ဆိုင်သွားပြီပေါ့ဗျာဒီဖုန်းမှာကျွန်တော်ဘရိုလေးထားလဲဆိုတော့တခါတည်းအော်မချပြီးတော့ကျွန်တော်လှည့်လိုက်တာပါဒိုင်းမုန်းကလည်းတရားကျော်ကုန်သွားပါတယ်ဗျာဘကောနှစ်ခုလုံးကိုကျွန်တော်အနေနဲ့ဒီဖုန်းကနေပြီးတော့ပဲပေါက်တာပါဒီဖုန်းကတော့ကံကောင်းခြင်းနေပြီးတဲ့ဖုန်းလေးပေါ့ဗျာဘာဖုန်းလဲဆိုရင်တော့ဘာလို့သိရဲ့ကောမမှာတစ်ထက်လောက်မှတ်ခဲ့ကြအောင်ဗျာနောက်ဆုံးအနေနဲ့ဘာလို့ပြောပြချင်တာကတော့ဒီရကောတွေက VPN နဲ့လည်းခံဖောက်လို့မရဘူးပတ်တန်နဲ့လည်းခံဖောက်လို့မရဘူးဘာလို့ကံကောင်းရင်ကံကောင်းသလိုပေါက်ပါတယ်ဗျာကံကောင်းရင်တော့ဒိုင်းမွန်တစ်လုံးနဲ့ပေါက်နေသလိုကံမကောင်းရင်တော့ဒိုင်းမွန်အများကြီးဘာလို့ကုန်ကြသွားနိုင်ပါတယ်ဗျာအားကြောင့်မလို့ဘရိုအနေနဲ့က VPN လည်းမယုံပါနဲ့ပတ်တန်လည်းမယုံပါနဲ့အားလုံးပဲဘိုင်ဘိုင်မှာနောက်ဗီဒီယိုမှာကျွန်တော်နဲ့ပြန်လဲဆုံတွေ့ပါမယ်